နိုင်ငံရေးမှာဒီကမ္ဘာတော်ကနေပြီးတော့တော်မိုးနေတဲ့ကိစ္စကိုကျွန်တော်တို့မကြိုက်ဘူးကျွန်တော်ကတော့ပုံမှန်လေးပြောတော့ကိုတော့ကလည်းမကြိုက်ဘူးကူလည်းမကြိုက်ဘူးနောက်လည်းမကြိုက်ဘူး ဒီတိုင်းပဲသွားမှာပြည်သူကရွေးချယ်တဲ့လမ်းကျွန်တော်တို့ရွေးတာမပြည်သူကရွေးတဲ့လမ်းကျွန်တော်လည်းပြည်သူတွေရဲ့အစိပ်ပန်းကျွန်တော်တို့ဒီကထောက်ခံတယ် လက်နဲ့တိုင်တယောက်မှမရှိဘူးဆိုရင်စစ်တပ်ပါလို့လက်နဲ့တိုင်မရှိဘဲနဲ့ငိမ့်ညံရေးကြောင့်ဟလာလုံခြုံရေးကြောင့်တမတော်ကနိုင်ငံရေးမှာပါနေရပါတယ်ဆိုတဲ့အကြောင်းတရားချက်ပေးစရာမရှိဘူး ကျွန်တော်တို့ဘာပြောလို့မရသေးဘူးလေဘာလို့ဒါတွေကတွတ်တော်ပေါ်မှာသူတို့ရွေးချယ်တဲ့နီလန်းတွေပါတယ်ရှိပါတယ်ဒီလိုရှိပါတယ် ဒီတော့ကွယ်ပြီးသွားတာနဲ့ငါပြရွေးကောက်ကွယ်ကပေါ်လာမှာမဟုတ်ဘူးချစ်တစ်နှစ်ကမလုပ်ဘူးအဲ့တော့ဒါနဲ့2020မှာငါပြရွေးကောက်ကွယ်ပေါ်လာတဲ့အခါတကယ်ကိုတက်တဲ့ကြွားကြွားရွေးပါငါတို့မဲပေးပါထပ်ပြီးတော့တိုက်ပွဲ